အားလုံးမင်္ဂလာပါမယ်ယူ channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့တင်းတဲ့ပတ်သက်ပြီးတော့ကစားသမားပြောင်းရွှေ့တရေတစ်ပုတ်ရထားရရှိပါတယ်မက်ချက်တောင်နေတဲ့တင်းရဲ့အရင်ဂုသမားတစ်ယောက်ဖြစ်တဲ့ဘယင်တာကိုစပိန်ကလန်စစ်တပ်ပီကိုအတင်းကခေါ်ယူနိုင်ဖို့လက်ရှိအချိန်မှာဟီဝီကိုဖြစ်တော်ခဲ့ပြီဖြစ်ကြောင်းရိုမနိုကနေကျွန်တော်ဖော်ပြခဲ့ပါတယ်ဆိုတော့ဒီကစားသမားဖြစ်သူကမက်ချက်တောင်နေတဲ့အတင်းတွေကတော့ပြီးဆုံးသွားခဲ့ပြီအတင်းကနေထွက်ခေါ်တာပလေယာအတွက်ရောအတင်းအတွက်ရောကောင်းမွန်တဲ့အနေအထားတစ်ခုလို့ကျွန်တော်ပြောလို့ရတယ်ဒါကြောင့်လက်ရှိထွက်ပေါ်လာတဲ့ report မှာဘယ်လောက်ထိဒီကစားသမားဖြစ်သူနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ချက်တွေပေါ်ရင်မလို့ဆိုတာပြည့်ပြည့်စုံစုံကျွန်တော်ပြောကြည့်အောင်အားလုံးမင်္ဂလာပါစာသမားတို့အားလုံးမင်္ဂလာပါစာသမားတို့ရဲ့ကျွန်တော်ဗီဒီယိုတင်တာနောက်ကျတာ sorry ပါလူကလူကိစ္စနဲ့လေးတွားသေးတယ်နောက်ကျတော့ပါတယ်ဒါကြောင့်ညီကိုတို့ကျွန်တော်အားနာမိပါတယ်ကျွန်တော် channel ကိုအစဉ်တစိုက်အားပေးနေတဲ့ညီကိုများကိုကျွန်တော်တောင်းပန်ပါတယ်သူကချောင်းစတော့မပြောသေးဘူးဆိုတော့ကစားသမားပြောင်းရွှေ့နေပတ်သက်ပြီးတော့ကျွန်တော်ဆက်ရအောင်ဖာဘဇိုရိုမနောကသူရဲ့ Twitter မှာတင်ပေးထားတာရှိပါတယ်ဒါကတော့ United အသင်းရဲ့အရင်ဂိုးသမားတစ်ယောက်ဖြစ်တဲ့ Brainda ပေါ့ Brainda ဒီအသင်းကနေထုတ်ကုန်ဖို့အတွက်အရင်ကလေးကနေလည်းရှိနေတယ်အခုအချိန်မှာဆိုရင်ဒီကစားသမားဖြစ်သူအပြောင်းရွှေ့ကရုံလုံးပေါ်လာခဲ့ပြီဖြစ်တာပေါ့ဆိုတော့လက်ရှိထွက်ပေါ်လာတဲ့ report မှာဗာပြောထားသလဲဆိုရင် Manchester United အသင်းရဲ့အရင်ဂိုးသမား Brainda ဆိုရင်စပိန်ကလန်စစ်တပ်ပီကိုအသင်းကိုပြောင်းရွှေ့ဖို့ဟီဝီကိုသဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်ဒီအပြောင်းရွှေ့မှာယူရို40နဲ့အပိသက်ဝေခွေးပါတဲ့အငားစာချုပ်ဖြစ်ပြီးကစားသမားဖြစ်သူရဲ့ဆွဲဆော်ရေးပေါ်မူတည်လို့ပြောင်းရွှေ့ကြီးကပြောင်းလဲနိုင်ကြောင်းအင်တာဆိုရင်စစ်စစ်မှုနဲ့စာချုပ်လက်မှတ်ရေးထိုးဖို့ပြင်ဆင်နေပြီးတော့မက်ချက်တောင်နေတဲ့ဒီခွင့်ပြုချက်ကိုလည်းရရှိတတ်ပြီဖြစ်ကြောင်းဖာဘဇိုရိုမနိုကဒီကစားသမားဖြစ်သူနဲ့ပတ်သက်ပြီးတော့ဟီဝီကိုလိုတော့ခဲ့ပြီဖြစ်ပါတယ်ကိုကရီဂျူလင်းချီမှာဘရိန်ဒါကိုကရီဂျူလင်းချီမှာမက်ချက်တောင်နေတဲ့တင်ကနေထွက်ခေါ်တာဒီပလေယာအတွက်တကယ်ကိုကောင်းပါတယ်ဘာကြောင့်လဲဆိုရင်လက်ရှိ United အသင်းမှာလုံးဝအမေရိကန်လက်ဆွဲရောခြေဆွဲရောအဖက်ဖက်က quality ကောင်းမွန်နေတဲ့ဂိုးသမားတစ်ယောက်ရောက်ရှိလာပြီဖြစ်ပါတယ်ဒါကတော့ပြီးခဲ့တဲ့ရာသီမှာ United အသင်းနဲ့အကောင်းမွန်ဆုံးဖြစ်ခဲ့တဲ့ဆယ်လီလဲမဲဈေးတင်ပြီးတော့လူငယ်ဂိုးသမား United အသင်းကိုရာသီတိုင်းမှာအကောင်းမွန်ဆုံးဖြစ်မဲ့ပလေယာပေါ့နောက်ထပ်ဒီရာသီမှာဆိုရင်အလွဲ free သဘောမျိုးနဲ့ခေါ်ယူခဲ့တဲ့ Carlos ဒါက list အသင်းဂိုးသမားပေါ့အတူတူကိုလည်းတတဲတိုးထားတဲ့အတွက်ဘိန်းဒါအတွက်ဒီနေ့ပြောလို့ကြည့်နေရာလေးမရှိသလိုသူရဲ့လက်ဆွဲတွေသူရဲ့အခြေအနေတွေအသက်ကလည်းအငယ်သေးတဲ့အတွက်ကစားသမားဖြစ်သူနောက်ထပ်ရာသီတွေမှာနောက်ထပ်အသင်းတွေနဲ့အမေရိကန်ဆုံးတောက်ပဖို့အတွက်သူရွေးချယ်ခဲ့တာမှန်ကန်တယ်လို့ကျွန်တော်ဆိုရမှာပါဘရိန်ဒါကို United အသင်းကတတဲတိုးဖို့ကြင်ရင်ခဲ့တယ်ဒါပေမဲ့ကစားသမားဖြစ်သူကိုတိုင်ကနေအသင်းကနေထွက်ခေါ်ဖို့အတွက်စင်တာရှိနေခဲ့တဲ့အတွက်စပိန်ကလန်စစ်တပ်ဘီကိုအသင်းစီကိုပြောင်းရွှေ့မှာပေါ့လောစီမှာတော့အငားစာချုပ်ပေါ့ဗျာဒါပေမဲ့အဲ့ဒီအငားထဲမှာအပိသက်ဝေယူခွင့်မဖြစ်မနေစာချုပ်အရာယူရို40နဲ့မက်ချက်တောင်နေတဲ့အတင်းရောစစ်တပ်ဘီကိုအတင်းရောလုံးဝသဘောတူညီမှုရရှိခဲ့တာပေါ့မကြခင်ဒီကစားသမားဖြစ်သူကို United အတင်းဘက်ကရောပြီးလို့ရှိရင်စစ်တပ်ဘီကိုအတင်းဘက်က official ကျွန်တော်ကြီးညာဖို့ရှိပါတယ်နောက်ပြဒီမှာဆိုရင်ဒီကစားသမားဖြစ်သူကိုအဲ့ဒီကလေးအတင်းကအပိသက်ယူရို40နဲ့မက်ချက်တောင်နေတဲ့အတင်းစီကနေဝေယူမှာပေါ့လောစီမှာတော့အငားဒီမှာကျွန်တော်ပြီးတဲ့ပါဝင်တယ်ဆိုတော့နောက်ထပ်တစ်ချိန်ကိုကရီဂျူနင်းရှိမှာဘရိန်ဒါ United အသင်းမှာအဖက်ဖက်ကပေးဆဲခဲ့ပြီးတော့လုံးဝအမေရိကန်ဆုံးကာကွယ်မှုနဲ့ပြီးခဲ့တဲ့ရာသီတွေမှာဆိုရင်အိုနာနာတော့အဆင်မပြေဘူးဘရိန်ဒါကျွန်တော်အသုံးပြုခဲ့တယ်ဘရိန်ဒါဒီမက်ချက်တောင်နေတဲ့အသင်းမှာအကောင်းမဲ့ဆုံး1000နေရာကပါဝင်ပြီးတော့လှုပ်ဆောင်ပေးခဲ့တဲ့တရေနီကိုသမားတယောက်ပါကျွန်တော်တို့ပရိသတ်တွေကဒီဘရိန်ဒါကိုလုံးဝအမဲရနေမှာပါဘရိန်ဒါရဲ့ဆွဲဆောင်ရည်တဲ့မက်ချက်တောင်နေတဲ့အသင်းကိုပင်ဖို့ကူညီခဲ့တဲ့အရာတွေကိုအမြဲတမ်းကျွန်တော်တို့ပရိသတ်တွေဂျားမှာဒီရင်ဘက်ထဲကနေအမဲရနေမှာပါဆိုတော့တစ်ဖက်မှာလည်းအရီအိုနာနာက transfer ဆိုအသင်းနဲ့ဒုတိယတစ်ချိန်သူအငားတော်ရောကစားမယ်ဒါကြောင့်ကိုအသင်းမှာဆိုရင်အဓိကကိုသမားအဖြစ်ဆယ်နေလဲမယ်အရင်ကိုသမားအဖြစ်ကာတာလော့စ်ဒါမှမဟုတ်လို့ရှိကျွန်တော်တို့တူရီတန်ကတော့ကြားလို့ချင်းတတိယကိုသမားဖြစ်ဖို့များပါတယ်လစ်ကိုသမားကာတာလော့စ်ကိုtransfer free အပြောင်းရွှေ့နဲ့ခေါ်ယူခဲ့တဲ့အတွက်အသက်ကတော့နည်းနည်းကြီးနေပြီဒါပေမဲ့လို့ list အသစ်မှာဒီ player ကလုံးဝအမေရိကန်ဆုံးပြသတဲ့အတွက်ဆယ်နီလဲမဲ့ပြီးကာတာလော့စ်ကဒုတိယဂိုးသမားဖြစ်ဖို့များပါတယ်ဒူတင်ကတော့တတိယဂိုးသမားပေါ့ဒါပေမဲ့မက်ချက်တောင်နေတဲ့အသင်းရဲ့ဂိုးသမားတွေရောတိုက်စစ်နောက်တဲ့ကွင်းလေအပောင်ဝင်အကုန်လုံးကလုံးဝနေရာရပါတယ်လူငယ်ကစားသမားလေးတွေဆိုရင်လေအဓိကကစားသမားတွေအင်ဂျီပြဿနာဖြစ်လို့ပါဝင်ပတ်သက်မှုမရှိတော့တဲ့ပွဲစီတွေမှာဆိုအဓိကကစားသမားဖြစ်နေရာရပါတယ်ဒါကြောင့်အရင်ကိုသမားဆိုပေမဲ့လို့ United အသင်းနဲ့ကောင်းမွေတဲ့လက်ဆွဲပြလို့ရှိရင်
သူတို့ကလည်းယူနိုက်တက်အသင်းရဲ့အကောင်းဆုံးဂိုးသမားဖြစ်မဲ့ယူလို့ရမှာပေါ့ဆိုတော့စာသမားတို့ကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တာကတော့မန်ချက်စတာယူနိုက်တက်အသင်းရဲ့အရင်ဂိုးသမားတစ်ယောက်ဖြစ်တဲ့ဘရိန်ဒါကိုပါဗျာစပီကလည်းစီတာဘီကိုအသင်းကဝင်နိုင်ဖို့အတွက်လက်ရှိအချိန်မှာဟီဘီကိုလူတော့ခဲ့ပြီဖြစ်ပါတယ်မကြခင်ချင်းသူအသင်းမှာကစားသမားဖြစ်သူကိုအငားအဲ့ဒီအငားထဲမှာအပြီးသေးဝေယူခွင့်ယူရို၄သန်းခန့်နဲ့ပြောင်းရွှေ့တော့ခဲ့တော့ပေါ့မန်ချက်စတာယူနိုက်တက်အသင်းမှာပေးဆက်ကစားခဲ့တဲ့ဘရိန်ဒါအတွက်ကိုကျွန်တော်တို့အမီမှုအများအပြားပိုင်ဆိုင်ပါစလို့ယူနိုက်တက်ပရိသတ်တွေကိုစားကျွန်တော်ကစုံမွေးကောင်းတောင်းပေးလိုက်ပါတယ်ဆိုတော့ဒီဂိုးသမားနဲ့ပတ်သက်ပြီးတော့ဒီကစားသမားရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့ညီကိုတို့ဘယ်လိုမြင်ကြလဲစီတာဘီကိုအသေးစီမှာဒီကစားသမားဖြစ်သူကအကောင်းမဲ့ဆုံးလက်ဆွဲနေနဲ့ကာကွယ်မှုတွေပြုလုပ်တော့ဝရှိမလားနောက်ထပ်ခေါ်ယူမဲ့ကစားသမားတွေထဲမှာဘယ်သူတွေပါဝင်လာဝရှိမလဲကွင်းလေအတွက်တတိယကစားသမားကိုယူနိုက်တက်အသင်းကဘယ်လောက်ထိတည်မဲ့ထားမှုရှိမလဲဆိုတာဒူးကြောင့်မီလေးတွေဆွေးနွေးပေးကြပါဦးဒီနေ့ဗီဒီယိုဒေတာနောက်ကျတဲ့အတွက်ညီကိုတို့ကျွန်တော်တောင်းပန်ပါတယ်ညီကိုတို့ကျွန်တော်လေးစားပါတယ်နောက်ထပ်အစီအစဉ်ကောင်းတွေနဲ့တီးဆယ်ပေးမှာဖြစ်တဲ့အတွက်ဒီ channel လေးကိုစောင့်မျှော်ကြပါဦးအသည့်တော့မိတ်ဆွေများလည်း like and subscribe လေးတွေမလိုအပ်သေး like and subscribe နဲ့ notification ကောင်းလေးကိုထားပြီးတော့အားပေးကြပါဦးလို့ပြောကြရင်းနဲ့ဗီဒီယိုလေးကိုဆုတ်သက်ပြရစေအားလုံးပဲ okay ပါကျေးဇူးများတင်ပါတယ်